Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အရသာရှိပြီးစားကောင်းတဲ့ကဖေရုပ်ရဲ့ခင်းကိုချက်ပြနေမှာဖြစ်ပါမယ်ရှင်ပထမဆုံးချက်တုံရှင်ကိုသိကြပေးပါမယ်ရှင်အချမုံလေးနဲ့စားလင်းငယ်ရောင်တင်မှုအစိမ်းမုံလေးကိုထည့်ပြီးတော့တက်ပေးပါမယ်ရှင်ကြိုင်လေးလေးနဲ့ထည့်ပြီးတခါလေးထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်နောက်ထပ်လည်းပြဖို့အတွက်နောက်ထပ်လည်းပြန်လေးလေးနဲ့စီလေးအလေးကိုထည့်ပြီးတော့9မိနစ်လောက်ပုတ်ပြီးတော့ထည့်ထားပေးပါမယ်ရှင်9မိနစ်ပြည့်ပြီးတဲ့နောက်မှာတော့ဒီလိုရေးတခြားတိုက်ဆိုင်တဲ့ပြည့်ချက်ထားတဲ့ရွက်ရွက်အလုပ်လေးတွေကိုထည့်ပေးပါမယ်ရှင်ရွက်ရွက်လေးထည့်ပြီးတော့နောက်ထပ်10မိနစ်လောက်ဟိုလေးပါမယ်ရှင်နေပြီးတဲ့အချိန်မှာတော့စားလေးအလေးနဲ့ချမလေးလေးနဲ့အရှားတာလေးဖို့အတွက်တခြားလေးလေးနဲ့ထည့်ပြားလေးထည့်ပြီးတော့လေးနဲ့ဟိုလိုက်ပါမယ်ဒီဒီမှာတော့ဒီရှင်းလေးနဲ့ထည့်ပြီးနောက်ထပ်9မိနစ်လောက်ခေါင်းလေးအုပ်ပြီးထည့်ထားပါမယ်ရှင်9မိနစ်ပြည့်ပြီးတဲ့နောက်မှာတော့တကယ်ကိုအရသာရှိတယ်မဖေရွက်ရည်လေးရရှိပါလိမ့်ရှင်ရွက်ရွက်ကလည်းအရင်မြက်တဲ့အတွက်ရေချိုင်းထည့်ပြီးတည်ပြန်နေပါလိမ့်ရှင်တကယ်ကိုစားကောင်းတဲ့ဟင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ခါတော့ချက်စားကြည့်လို့မိရတိုက်တွန်းပြရစီရှင်ကျေးဇူးတင်ပါတယ်ရှင်